Hello အားလုံးပဲမင်္ဂလာပါကျမတို့ BJ ကွန်မြူတာတင်တန်းမှာပေါ့နော်ကျောင်းသူကျောင်းသားတွေအမေးများနေတယ် Excel accounting အကြောင်းနဲ့ MYOB accounting ကျောင်းလေးကိုပေါ့နော်ကျမအေးလေးနဲ့အတူတူဒီက teacher မြောက်ကိုကျမကမေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်က teacher လာရနေပြီးတော့ပေါ့နော် Excel accounting ကျောင်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျမတို့က Excel accounting အတွက်ဆိုရင် function တွေ formula တွေရဲ့ logical တက်တွေကိုသုံးပြီးတော့စာရင်းဇယားလေးတွေကိုအလွယ်တကူဆွဲနိုင်တဲ့ accounting software ဖြစ်ပါတယ်MYOB accounting ကျောင်းလေးကိုတော့ဒီဘက်က teacher မိစန္ဒာပြောတော့မှာဖြစ်ပါတယ်နော်MYOB accounting ရဆိုရင်ဖြစ်ပါနော်စင်ကာပူခြေဆိုင် software ဖြစ်တဲ့အတွက်သူက purchase order sales stock ဆိုတဲ့ POS ပါပဲပြီး balance sheet profit and loss ဒီကြည့်လို့ရတဲ့ accounting software မျိုးစားဖြစ်တယ်ပေါ့နော်ဒီ MYOB software ကိုသုံးပြီးတော့ကျမတို့ကစီးပွားရေးလုပ်ငန်းတွေရောင်းဝယ်သမားတွေအတွက်ဆိုလို့ရှိရင်ကိုယ်ပိုင်စင်းစရာတွေပြုလုပ်နိုင်တယ်ပြီးရင် balance sheet profit and loss နဲ့အခြားစင်းစရာမျိုးမျိုးအတွက်ဆိုရင် report တွေထုတ်ကြည့်လို့ရတဲ့ accounting software မျိုးစားဖြစ်ပါတယ်ဒီလောက်ဆိုရင်ဒီချက်အလေးနဲ့တူတူပေါ့နော် Excel accounting ကျောင်းနဲ့ MYOB accounting ကျောင်းလေးကိုတည်သွားပြီလို့ထင်ပါတယ်။ဇာမရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါရနော်။အားလုံးတတ်တာ။